မင်္ဂလာပါနေသားပါဒီနေ့ကတော့နေ့လည်စာကိုပဲထောပတ်ဟင်းရဲ့ငဖယ်ငဆုပ်ချင်ရင်နဲ့အားရပါရစားပါမယ်ကဲဒါတော့ပဲထောပတ်ပါဒါကတော့ငဖယ်ငဆုပ်ချင်ပါဒါထမင်းကိုငဖယ်ငဆုပ်အရင်လေးစမ်းထားတာနော်ဒါတော့ပဲထောပတ်ပါပဲထောပတ်လေးစိတ်နေမှာတော့စားကောင်းတာပဲရှယ်ဒါတော့ငဖယ်ငဆုပ်ပါငဖယ်စစ်စစ်ကိုထောင်းပြီးစုပ်ထားတဲ့ငဖယ်ငဆုပ်စစ်စစ်ပါထိုးနဲ့အရင်ဝါတော့ကောင်းတာပဲကြီးနဲ့လေးနဲ့ငဖယ်ငဆုပ်ကတော်တော်လိုက်တယ်အခုဆိုရင်တော့ထမင်းစားလို့လည်းပြီးသွားပါပြီစားလို့လည်းအရင်ကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်နေ့မှာထုံးစံတိုင်းပြန်ပြီးတော့တွေ့ကြရအောင်မြစ်ကျော်ကိုကြိုက်ကြလားဒီနေ့မှာတော့နေသားကခုလိုမိုးရွာသည်မှာပဲပေါ်တဲ့ဝက်ပိုးမြင့်လေးတွေကိုကြော်ပြီးတော့ဝက်ချိုဟင်းနဲ့အာရပါစားပါမယ်ဒါကတော့ဝက်ပိုးမြင့်လေးတွေကိုကိုယ်သီးစိမ်းနဲ့ကြော်ထားတာပါဒါကတော့ဝက်ချိုဟင်းပါထမင်းကိုဝက်ချိုနဲ့အာရပါနဲ့ဒါပြီးဒီမှာဝက်ပိုးမြင့်ကြော်ဒီနေ့ချိုးနေစတယ်နာဝါချိုလေးလောမမယ်ဒီဝဘုံမြစ်တွေကရန်ကုန်လာမှာနေသားတို့အနောက်ဘက်ကရွာတရမှာသူကတောင်ရှိတယ်ဗောနော်တောင်ပေါ်မှာဒီလိုမိုးဥရုချိန်ကြရင်ဝဘုံမြစ်တွေပေါက်တယ်ဗောနော်အဲ့ဝဘုံမြစ်လေးကိုကြောထားတာပါဟုတ်ကဲ့အခုဆိုရင်တော့မိုးရွာတီမှာပဲပေါ်တက်တဲ့ဝဘိုးကမြင့်နုနုလေးတွေကိုကြော်ထားတာနဲ့ထမင်းကိုတော့အားပါစားခဲ့ပြီးပါပြီစားလို့လည်းအရန်ကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်တို့တွေရိုးရမပြတ်နောက်နေ့မှာပြန်ပြီးတော့တွေ့ကြရအောင်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်